တဲ့ပုံစံကလူလုပ်တဲ့ပုံစံတော့ When God blesses you, it is not like the way that man does. ဘုရားလုပ်တဲ့ပုံနဲ့လူလုပ်တဲ့ပုံမတူဘူး God does not work like man does. လူကပတ်စံနဲ့စိတ်ဝင်စားတယ် Men, human, are only interested in money. ပတ်စံရဖို့ပဲစိတ်ဝင်စားတယ် Oh, we work so that we can get money and more money. ပတ်စံရဖို့ပဲစိတ်ဝင်စားတယ် Money, money, money. ကျွန်တော်ပတ်စံရဖို့စိတ်ဝင်စားရအောင် We shouldn't be thinking about how do I get more money. ဘုရားလုပ်ခိုင်းတာကိုလုပ်တတ်ဖို့စိတ်ဝင်စားတယ် We should only be thinking about what does God want me to do. ဟာလေလုယာ Hallelujah. ဘုရားမလုပ်ခိုင်းတဲ့ဒီလုပ်လို့မရဘူး You cannot do if God doesn't tell you to do ဘု it. ရားမလုပ်ခိုင်းတဲ့ဒီဆောက်လုပ်လို့မရဘူး You can't do what you want to do unless God ကျွန်တော် tells ဆူ you. တောင်းပြတာအကုန်လုပ်ချင်တယ် You know, we pray and we want to do everything. ဘာလို့အောင်မြင်ဖို့ဆူတောင်းတယ် And we pray that we will prosper in everything. ဆူတောင်းတာအရင်မလာဘူး But we don't pray first. ကျွန်တော်အစီအစဉ်အကုန်ဆွဲလိုက်တယ် We have our planning. Before we pray, we have all our plannings done. အဲ့ဒီအစီအစဉ်အောင်မြင်ဖို့တော့ဘုရားအ And then we pray, oh God, bless my plans. ဘုရားတော့အဲ့ဒီကကောင်းချင်မပေးစိတ်ချ God will never bless those plans. ဘုရားကကျွန်တော်အကောင်းဆုံးလုပ်တာပဲလေ God, I did my best, right? ကျွန်တော်အကောင်းဆုံးပြင်ဆင်လုပ်တာလေ I prepared so well. ကျွန်တော်ရလာတဲ့အမြတ်ကလည်းဘုရားတော်ပဲလေ All of the prophets are also for you, right? ဘုရားတော်တယ်နေအမြတ်လည်းငါဘာမှမလုပ်ချင်ဘူး God says, I don't even want any prophet that you make. ငါလို့ရှိတာမင်းနဲ့ငါရှင်းပြီးတာငါလို့ရှိ What I want is to be intimate, to be close to you. ငါလို့ရှိတာမင်းနဲ့ငါရှင်းပြီးတာငါလို့ရှိ I တာ want to be close to you. ကျွန်တော်ဘောကျွန်ဆူတောင်းရချင်တာ But we just want to receive our prayers. ကျွန်တော်ဆူတောင်းတာပဲရချင်တာ We just want the answers to our prayers. ဘုရားနဲ့မရင်းနှီးပဲနဲ့ကျွန်တော်ဆူတောင်းတာရတယ်ဘာမှမဆိုးဘူး Unless you know God intimately, you will never receive those prayers. ဘုရားကျွန်တော်တို့ဆရာအလိုချင်တော့မရကသူနဲ့ရှင်းပြီးတော့လို့ရှိတာ What God wants us to be is to be close to Him. ဘုရားကသူနဲ့အရင်ရင်းနှီးစေချင်တယ်ဘုရားရှိတယ် God wants us to be very, very close with ဒါ Him. တော့ဘာပြောလဲဆိုမြန်မာလိုဆိုပြီး draw near to me and draw near to Nasi me o chika lo mare pero si o chika me. ဆိုဘုရားဘာပြောလဲငါစီကိုမင်းချင်းကစားပါ He says, draw near to me. ငါစီကိုမင်းချင်းကစားပါ Just draw near to me. ငါမျိုးစကားတွေပြောချင်တယ် I want to speak to you. ငါစီမချင်းကစားပါ Just draw near ဒီ to လို me. ရောက်ပြင်မာနေပြီ You are too မင်း tired. ရှုပ်ကအရောက်ပြင်မာနေပြီ You are struggling. You're tired. You're worn